Hello, hello, Mangala Balo, no concept alubare, Dini, Elbilaye, Tadi Apat, Sunday, Atwed, Janoni net, Tolsamoni Piro, message, Kona, P, Titon, Lubare, E. Achana Japan Sempire, Atacham Chiro Chimone, Delu. Message ผู้นายผู้ยามเลยดงเปียนี่เนี่ยกูนี่เดี๋ยวตัวจังเลยดงเปียปอกมาเลยจูแต่เนี่ยสุดาจันนนี่เนี่ยเปียวเปียชันเนี่ยสุดาดีนี่จันนขอนาปีไต่ตอนลูเดอาปีลูเดนกกับดัวโรฟิลิปปิโออาราสาขันจีลีอังเงชาวกันเนี่ยคนนี้ผิดบาร์เรขณะลีพยาองအဘေအမှုကိုမြတ်ဆိုရင်ချင်းမရှိပဲအရာရာ၌ခြေတော်ကိုချီးမွမ်းခြင်းနဲ့တကွာစုတောင်းပထနာပြုသောအဖြစ်တင်တော်တောင်းပန်လိုသောအရာများတို့ကိုဖျားသခင်နာကြားလျှောက်ကြလောထို့သောပြုလင်အဘေတို့မြတ်ကြံ၍မမြင်နိုင်တော့ဖျားသခင်နှင့်ငြိမ်သက်ခြင်းသည်ယေရှုခရစ်အားဖြင့်တင်သည်စိတ်နှလုံးကိုစုံမလိမ့်မယ်ဖတ်တော်တဲ့အကြောင်းပယာဖြစ်အရောက်စီတဲ့ဖျားဆန်ကောင်းချီးပေးပါစေဒီနေ့တကဘာလုံးမှာအတင်းတော်တည်တည်မှာဖျားစခုလို့မရသေးတဲ့အချိန်မှာကျွန်တော်အရေးစီအတင်းတော်အတင်းသားဇုံကြည်သူမိတ်ဆွေများကျွန်တော်အနေနဲ့အဝေးကနေပြီးတော့ခေါ်နာပြချင်တာဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီနေ့ကျွန်တော်ခေါ်နာပြချင်တဲ့အရာကတော့ကျမ်းစာထဲမှာကျွန်တော်တွေ့တဲ့အတိုင်းအရာရာနဲ့ခြေတော်ကိုချီးမွမ်းခြင်းဆိုတဲ့နှုတ်ကပတ်တော်ဖြစ်ပါတယ်ကျွန်တော်တွေ့တဲ့အတိုင်းဒီခေတ်ဒီအချိန်အခါနောက်ဆုံးတော့ကာလနောက်ဆုံးတော့အချိန်ဖြစ်ပါတယ်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်တော့ကျေးဇူးတော်ကာလ grace period လို့ခေါ်ပါတယ်နောက်ပြီးတော့အတင်းတော်ကာလလို့လည်းခေါ်ပါတယ်ဆိုတော့ဒီကျေးဇူးတော်ကာလပြီးတော့လို့ဆိုတော့နောက်ကာလတော့ကျေးဇူးတော်ကာလကုံဆုံးသွားပြီကျေးဇူးတော်ကာလမဟုတ်တော့ဘူးဆိုတာဒီနေ့ဒီခေတ်တဲ့ချင်ခါအမတာမဆိုရသောကာလဖြစ်တယ်ဆိုတာကျွန်တော်တိပိတာဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီကနေ့အထူးသဖြင့်ဒီနောက်ဆုံးတော့ကာလအချိန်မှာကျွန်တော်မမြောက်တဲ့ဘဲနဲ့ဒီ COVID-19 ဆိုတဲ့ရောဂါကြီးဟာဖြစ်လာတဲ့အခါမှာပိုပြီးတော့ဇုံချီတူတွေဖြစ်မဇုံချီတူတွေဖြစ်လူသားအားလုံးအမတမကြောက်ကြတယ်စိုးရိမ်ကြတယ်အဲ့ဒါကြောင့်ဒီနေ့ကျွန်တော်ဇုံချီတူများအနေနဲ့ဒီလောက်ဖြစ်နေတဲ့အင်္ဂါနေပြီးတော့ထွက်လို့မရတော့အောင်ကိုယ့်အကိုတတိထားပြီးတော့အင်မာပဲနေဖို့အချိန်ကြီးရောက်လာတဲ့အခါမှာဒီကနေ့ကျွန်တော်အနေနဲ့ဒီနောက်ကပတ်တော်အဖြစ်ဇုံချီတူအားလုံးကိုအတိတ်တော်ခေါ်နာပြီးတော့အနည်းငယ်တိုက်တော်လူပါတယ်အဲ့ဒါကြောင့်နံပါတ်1ချက်အနေနဲ့ကျွန်တော်တို့ဒီရှင်ပေါလုကသူအဝိင္ဂလိတရားဟောပြီးတော့သူကဘယ်ကိုရောက်သွားတယ်လဲဆိုလို့ဆိုတော့ယောမမြို့ကိုရောက်သွားပါတယ်ယောမမြို့ကိုရောက်သွားတဲ့အခါမှာယောမမြို့မှာအဖမ်းခံရပြီးတော့ထုံထဲရောက်နေတယ်ဆိုတော့ဒီထုံထဲသူရောက်နေတဲ့အချိန်မှာထုံထဲနေပြီးတော့သူကိုယ်တိုင်စတင်ထားတဲ့ဒီထုံထားတဲ့ဖိလိပ္ပိအသင်းတော်ဇုံချီသူများကိုအရာဆိုရမိပြီးတော့သူကဒီနှုတ်ကပတ်တော်ကိုဖယားတခင်နာဖိလိပ္ပိယုံကြည်သူများကိုအားပေးဖို့ရန်ဖယားတခင်ပေးထားတဲ့နှုတ်ကပတ်တော်ဖြစ်တယ်ဆိုတာကျွန်တော်တွေ့ရတယ်။ဘာဖြစ်လို့လဲဆိုလို့ဆိုတော့ရှင်ပေါလုကအထုံထဲရောက်သွားတဲ့အခါမှာဖိလိပ္ပိယုံကြည်သူတွေကအမတာမအတွက်ဆိုရမိတယ်ပူပန်မိတယ်သူတို့ရဲ့ဆရာကြီးသူတို့အတင်းတော်စားတဲ့ဆရာဖြစ်တဲ့တော့ကြောင့်ငါတို့ရဲ့ဆရာ
ဘယ်လိုများဖြစ်သွားမလဲဆိုပြီးတော့အရန်ဆိုရင်ပူပန်နေတဲ့အချိန်မှာပဲလျင်အမှန်ဆိုလို့ရှိရင်တော့ဂျုံချီတူရီယာသူတို့ထုံထဲရောက်တာမဟုတ်ဘူးထုံထဲရောက်တာရှင်ပေါ်လို့ဖြစ်တယ်ဆိုတော့သူကထုံထဲနေပြီးတော့သူ့ရဲ့ဒီထုံထားတဲ့ဖိလိပ္ပိအတဲတော်မှာရှိတဲ့ဂျုံချီတူတွေကိုသူပို့ပြီးတော့အားပြီးတဲ့နှုတ်ကပတ်တော်ဖြစ်တယ်ဆိုတော့ဒီမှာကျွန်တော်တွေ့ရတယ်အဲ့ဒါကြောင့်ဒီနေ့ဂျုံချီတူရီအရေးစီဂျုံချီတူအတဲတော်တန်တာမိတ်ဆွေတချို့တွေကလည်းကျွန်တော်တွေ့ကျွန်တော်ဆရာဘယ်လိုများဖြစ်မလဲဆိုတာဆိုရင်ပူပန်မှုကျွန်တော်မိသားစုအစပြီးတော့စိတ်ချမလို့ယုံကြည်တယ်ဒါပေမဲ့ဘုရားရှင်နဲ့ကျေးဇူးတော်ကြောင့်ကျွန်တော်တို့ချမ်းချမ်းမာနဲ့နေပါရင်ကျွန်တော်တို့ဘုရားရှင်အကောင်းဆုံးပြင်ဆင်ပြီးမလို့ယုံကြည်တယ်အဲ့ဒါကြောင့်ကျွန်တော်အနေနဲ့မြန်မာပြည်မှာရှိတဲ့ကျွန်တော်ယုံကြည်သူတွေပူပြီးတော့ပူစိတ်ပူပန်မှုပူရှိတယ်အမေတန်လဲကျွန်တော်မိသားစုမှာစာတန်တော်တန်တာယုံကြည်သူအားလုံးကတော့ကျွန်တော်အမေတန်တရိယာဆိုတော့ပြီးနေတယ်ဆိုတော့ကျွန်တော်အနေနဲ့ပြောပြချင်တယ်အဲ့ဒါကြောင့်ဒီမှာရှင်ပေါလုအနေနဲ့ဖိလိပ္ပိအသင်းတော်မှာရှိတဲ့ယုံကြည်သူများသူရဲ့လောဖို့ဆောင်ဖက်များကိုသူအနေဖြင့်မဆိုးရင်ဘူးစေတန်မချဘူးဘယ်လိုပဲဖြစ်လာအရာနဲ့ကျတော့ကိုချီမွန်ချင်တဲ့တကွာစုတောင်းပတနာပြုစီချင်တယ်ဆိုတာကျွန်တော်တွေ့ရတယ်ဆက်လက်ပြီးတော့သူဘာပြောလဲဆိုလို့ရှိရင်တော့တင်တို့တောင်းပန်လိုသောအရာများတို့ကိုဖျားသခင်အားကြားလျှောက်ကြလို့ဆိုပြီးတော့သူဆက်လက်ပြီးတော့အားပေးပါတယ်မှန်ပါတယ်ဓမ္မမိတ်ဆွေများချစ်တော်မိတ်ဆွေယုံကြည်သူများဒီနေ့ဖြစ်ပျက်နေတဲ့ကမ္ဘာလောကကြီးထဲမှာအဲ့ဒီ COVID-19 အပြင်စေပူပန်တော့ကရောက်နေကြပါတယ်စူယံပူပန်နေကြပါတယ်ဒါပေမဲ့ဒီကနေ့ကျွန်တော်တို့ဒီတိုင်းပဲစူယံပူပန်ပြီးတော့နေရမှာလားဆိုတာကိုစစ်စစ်ဖို့အမတမကြီးကြည့်တယ်ရှင်ပေါလုအနေနဲ့တော့သူကဖိလိပ္ပိအသင်းတော်ယုံကြည်သူများသူရဲ့လောဖို့ဆောင်ဖက်များကိုသူထုံချနေပြီးတော့သူဘယ်အရာကိုပြောတယ်လဲဆိုလို့ဆိုတော့ဘယ်အမှုကိုမြတ်ဆိုရင်ချင်းမရှိပဲအရာနိုင်ကြည့်တော့ကိုချီးမွမ်းကြပါဆိုတဲ့အတိုင်းကျွန်တော်တို့လည်းဒီနေ့ဘယ်အချင်းတွေမှာပဲရောက်ဘာဘယ်အရာပဲရန်ဆိုင်ကျွန်တော်တို့အရာဆိုင်နဲ့ကြည့်တော့ကိုချီးမွမ်းခြင်းနဲ့တကွစုတောင်းပတနာပြုကြရအောင်လို့ကျွန်တော်အနေနဲ့အားပေးလိုပါတယ်ဒုတိယချက်အနေနဲ့အငယ်ခုနှစ်မှာဘာပြောလဲဆိုလို့ဆိုတော့အဲ့လိုဘာပဲခက်ခဲမှုဘာပဲရန်ဆိုင်နော်ကြည့်တော့ကိုချီးမွမ်းလိုက်တယ်အရာနဲ့ကြည့်တော့ချီးမွမ်းလိုက်တယ်ဆိုလို့ဆိုရင်တော့ဘာဖြစ်သွားမလဲသူတို့ပြုတ်လင်းဆိုပြီးတော့ရေးထားတယ်သူတို့ပြုတ်လင်းဘာဖြစ်မလဲကျွန်တော်တို့စူယံပူပန်မှုစေတောကရောက်နေတဲ့အချိန်မှာကြည့်တော့ကိုချီးမွမ်းလိုက်လို့ရှင်တော့နော်ဒီလိုကြည့်တော့ချီးမွမ်းဖို့ဆိုတာကတော့အမတမခက်ခဲတဲ့အချိန်တော့ဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ပေါ်လာဖိလိပ္ပိယုံကြည်သူတွေအတဲတော်ယုံကြည်သူတွေသူရဲ့လောဖို့ကိုင်ဖက်တွေကိုအရာနဲ့ကျွန်တော်ကချီးမွမ်းပြီးမှသူတို့တောင်းပန်လို့တဲ့အရာများဆက်လက်ပြီးတော့စုတောင်းပတနာပြုဖို့ရန်တော့အားပေးတော်တယ်အဲ့လိုပဲချစ်တော်ဓမ္မမိတ်ဆွေများဒီနေ့မှာဘယ်လောက်ပဲခက်ခဲဘယ်လောက်ပဲနော်စိတ်ဆိုးရမှုစိပလီစီကျွန်တော်အနေနဲ့ဘာမှကျွန်တော်လုံနိုင်တဲ့တတ်နိုင်တဲ့အရာတခုမှမရှိပါဘူးအဲ့ဒါကြောင့်ကျွန်တော်ရင်ဆိုင်နေတဲ့ဒီ COVID-19 အဖြစ်လည်းကောင်း
တခြားကံတတိတိမှာကိုယ့်ရဲ့ခက်ခဲမှုပြဿနာဒုက္ခအမျိုးမျိုးချမ်းနေပြီးတော့ကြည်တော်ကိုချီးမွမ်းဖို့ရအမတမလိုအပ်ပါတယ်အဲ့လိုကြတော့ချီးမွမ်းဖြစ်တယ်ဆိုလို့ရှိရင်တော့ကျမ်းစာပါပြောလေသူတို့ပြုလေအဘယ်သူမြကျန်ကြွမမြင်နိုင်တော့ဖယားတခင်နိငင်တဲ့ချင်းသည်ယေရှုခရစ်အားဖြင့်တင်တော်ဝိစိတ်နှလုံးကိုစုံမလိုက်မယ်ဟာလေလုယာအဲ့ဒါကြောင့်ကျွန်တော်အနေနဲ့ကျွန်တော်ရဲ့စိတ်နှလုံးကိုစုံမဖို့ရငင်တဲ့ချင်းရစီဖို့ရအယံထေခြင်းပါတယ်အခုလက်ရှိအခြေအနေကြည့်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ခက်ခဲတဲ့ကာလခက်ခဲတဲ့အချိန်ဖြစ်တယ်ဒါပေမဲ့ချစ်တော်သမားမေဆွေများကျွန်တော်ယုံကြည်သူမိနေနဲ့ကိုယ့်ရဲ့စိတ်နှလုံးကိုစုံမနိုင်ဖို့ရလိုအပ်တယ်လို့ငင်တဲ့ချင်းရစီဖို့ရလဲအလောလိုအပ်ပါရယ်ဆာလန်46တဆေအေမာငင်ဝလဲနေကြလောငါကဖယားသခင်ဖြစ်ဒီဟုတ်တိမကြလောဟုတ်ပြောထားပါတယ်အမီချတ်တော်လာပစယန်ကိုင်နာထေယွန်းကြည်ဒါကြောင့်ချစ်တော်သမားမေဆွေများကျွန်တော်ရဲ့စိတ်နှလုံးကိုစောင့်မဖို့ရနဲ့ငင်တဲ့ချင်းကြစီဖို့ရရှင်ပေါလုပြောတဲ့ကဲ့သို့အဘယ်အမှုကိုမြဆိုရင်ချင်းမရှိပဲအရာရာ၌ကြည်တော်ကိုချီးမွမ်းခြင်းနဲ့တကွာကျွန်တော်တို့ရှိတဲ့နေရာအတိတ်တရားနေဘာပဲလို့ဘယ်မှာပဲနေစုတောင်းပတနာပြုဖို့ရကျွန်တော်နေနဲ့တဖန်ပြန်လဲရတိုက်တော်နိုးစောပြီးတော့ခေါ်နာပြီးလိုပါတယ်အမတမအရာရာ၌ကျတော့ချီးမွမ်းဖို့ဆိုတာကအမတမခက်ခဲတဲ့အရာဖြစ်တယ်ဒါပေမဲ့အဲ့လိုအရာရာ၌ကျတော့ကိုချီးမွမ်းနိုင်မှတာလေချီးမွမ်းဖြစ်တယ်ဆိုလို့ရှိရင်တော့ဖယားသခင်ကသူဘာပြောလဲအဲ့လိုစုတောင်းပတနာဆက်လက်ပြီးတော့ပြုပြီးတော့အရာညာနဲ့ကျတော့ချီးမွမ်းတယ်ဆိုလို့ရှိရင်တော့ဒုပြုလင်အဘေသူမြတ်ကျန်ကြမမီနိုင်တော့ဖယားသခင်နိငင်တဲ့ချင်းသည်ယေရှုခရစ်အားဖြင့်ကျွန်တော်တို့ဒီစိတ်နှလုံးကိုစုံမလိုက်မယ်လို့သူနှုတ်ကပတ်တော်ပြောထားတဲ့အတိုင်းတကယ်ပဲကျွန်တော်တဖန်ပြန်လဲရွေ့ကျွန်တော်ရဲ့နှလုံးသားထဲမှာငင်တဲ့ချင်းရဖို့ရကျွန်တော်ရဲ့စိတ်ပူနေတဲ့ကြအားလုံးချနေပြီးတော့အောင်မြင်ဖို့ရရှိဖို့ရလူဒီယကျန်စီရွလုံးဝမမြင်နိုင်တဲ့ဖယားရှင်ပေးထားတဲ့ငင်တဲ့ချင်းဖယားတကယ်ပေးထားတဲ့အရာကိုဒီကနေ့မှာကျွန်တော်စိတ်နှလုံးကိုစုံမပြီးတော့ငင်တဲ့ချင်းရဖို့ရနှုတ်ကပတ်တော်ကတွန်တင်ထားတဲ့အတိုင်းဒီနေ့မှာဒီနှုတ်ကပတ်တော်အဖြစ်ခေါ်နာယူပြီးတော့ဆက်လက်ပြီးတော့ကျွန်တော်စိတဲ့နေတိတိမှာဆက်လက်ဆုတောင်းပတနာပြုပြီးတော့အသက်ရှင်ကြပါစို့လို့ကျွန်တော်အနေနဲ့တိုက်တွန်းအားပေးလိုပါတယ်အရောက်စေတိုက်ဖျားဆန်ကောင်းချီးပေးပါစေ